မင်္ဂလာပါခင်ဗျာ Daily Life YouTube Channel ကနေကြိုဆိုပါရစေကျွန်တော်တို့မသိရှိနိုင်တဲ့မမြင်နိုင်တဲ့အမောင်လောကဇာတ်လမ်းတွေတင်ဆက်ပေးသွားမှာမို့ Channel ကို Subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာညမောင်မောင်တွင်တောအုပ်ကြီးတစ်ခုလုံးသည်တိတ်ဆိတ်ငြိမ်သက်နေတော့လေထိုတိတ်ဆိတ်မှုထက်၌ထူးဆန်းသောအတန်ပလန်များကဖုံးကွယ်နေကြသည်တိပဲချောင်များမော်သို့ခြေလန်းတန်ခပ်ဖွားဖွားကြားရောက်လာသည်ထိုခြေတံ၏ပိုင်ရှင်မှာတာတေပင်ဖြစ်သည်တာတေသည်ခါတွင်ဓားလွယ်ကလက်ထဲတွင်ဝါတုတ်တစ်ချောင်းကိုကင်ဆွဲထားသည်သူ၏မျက်လုံးများကမှောင်နှဲတွင်စူးရှာနေပြီးပတ်ဝန်းကျင်ကိုအကဲခတ်နေသည်ဒီညတော့တခုခုထူးခြားနေတယ်ဟုတာတေကစိတ်ထဲမှရည်ရွတ်လိုက်မိသည်လေထုထဲတွင်အသားပုတ်နှံ့လိုပန်းနှံ့တာနှံ့လိုရောထွေးနေသောအနံ့တစ်ခုကလွင့်ပြဲ့နေသည်၎င်းသည်တာမန်တောကောင်များ၏အနံ့မဟုတ်ပဲလောကပြင်ပမှလာသောအနံ့တစ်ခုဖြစ်ကြောင်းတာတေသိနေသည်တာတေသည်အညာဒေသ၏ကြီးလက်ရွာငယ်လေးတစ်ရွာတွင်ကြီးပြင်းလာသူဖြစ်တော်လဲသူ၏ဘဝကတာမန်လူများထက်ပို၍ထူးခြားဆန်းပြလွန်လာသည်သူသည်ငယ်စဉ်ကလေးကမြင်မမြင်ရသောနံလောကသားများနှင့်ရင်ဆိုင်ခဲ့ရသူဖြစ်ပြီးယခုအခါတွင်မူသူ၏ခရီးစဉ်သည်လူသူမနီးသောတောနတ်ထဲသို့ရောက်ရှိလာနေပြီဖြစ်သည်ဤခရီးသည်တာမန်ခရီးမဟုတ်ပျောက်ဆုံးနေသောရှေးဟောင်းပရပိုက်တစ်ခုနှင့်လောကနိဗ္ဗာန်သို့ဥတီသည့်လျှို့ဝှက်ချက်များကိုရှာဖွေရမည်ဂံဘီယခရီးစဉ်ကြီးဖြစ်သည်တစ်ပံကြီးများ၏အရေးမှာလာရောင်အောက်တွင်တရေတစီကြီးများကဲ့သို့ထင်းမှတ်နေရသည်ရုတ်တရက်တောဆက်တစ်ခုမှဂိုးတန်းလိုရဲတန်းလိုအတန်တစ်ခုထွက်ပေါ်လာသည်တာတေကခြေလန်းကိုရက်လိုက်သည်ဘသူလဲထွက်ခဲ့စံဟုအတန်ကိုထိန်းကားအော်ပြောလိုက်သည်တောချုံပုံညာကြားမှထွက်လာသည်မှာလူမဟုတ်ပေကိုလုံးကိုပေါက်မှလူနဲ့တူတော့လဲတကိုယ်လုံးမဲမောင်နေပြီးမျက်လုံးများကနီရဲတောင်နေသောတရေတကောင်ဖြစ်သည်၎င်းသည်တာတေကိုရန်ပြုရန်ဟန်ပြင်းနေတော့လဲတာတေကမကြောက်မရွံ့ပဲသူ၏လက်ထဲမှအင်းကွက်များရေးထိုးထားသည့်ဝါတုတ်ကိုမြှောက်လိုက်သည်ငါကမင်းတို့ကိုရန်ပြုဖို့လာတာမဟုတ်ဘူးငါလမ်းကိုငါသွားနေတာမင်းတို့ငါကိုအနှောက်အယှက်မပေးနဲ့ဟုတာတေကပြတ်သားစွာပြောလိုက်သည်တရေသည်တာတေ၏အရှိန်ဝါကြောင့်နောက်ထွေဆုတ်သွားပြီးမှောင်ရိပ်ထဲသို့ပျောက်ကွယ်သွားတော်သည်တာတေသည်ခရီးကိုဆက်လက်ရှောင်လန်းလာခဲ့သည်လမ်းခရီးတစ်လျှောက်တွင်မြူနှင်းများကပို၍ထူထပ်လာသည်ရှေ့တွင်မြင်ကွင်းများကဝေဝါးလာပြီးခဏကြာတွင်တောအုပ်ထဲတွင်မီးရောင်ဖြောဖြောလင်းနေသောအိမ်အိုကြီးတစ်လုံးကိုတွေးလိုက်ရသည်ထိုအိမ်ကြီးမှာဟောင်းနွမ်းဆွေးမြေ့နေပြီးလူသူနေထိုင်ခြင်းမရှိတဲ့ကြောင်းသိတာလာသည်သို့သောအိမ်ထဲမှမီးရောင်ထွက်နေခြင်းကထူးဆန်းနေသည်တာတေသည်အိမ်အိုကြီးစီသို့အသားရချင်းကပ်သွားသည်လေကားထစ်များမှနင်းလိုက်ကိုင်းတကြွကြွမြင်နေသည်အိမ်ပေါ်သို့ရောက်သောအခါအခင်းလယ်တွင်စီမီတိုင်တစ်ခုထုံးထားပြီးအဖိုးအိုတူကစာဖတ်နေသောတွေးလိုက်ရသည်ထိုအဖိုးအို၏ရုပ်တွင်မှအလွန်ပင်ခန့်ညားပြီးအသားရည်မှဝင်းပနေသည်လာပါငါတူတာတေမင်းကိုငါစောင့်နေတာကြားပြီဟုအဖိုးအိုကစာအုပ်မှမျက်မှောင်ကိုမချဘဲပြောလိုက်သည်တာတေမှအံ့ဩသွားသည်အဖိုးကကျွန်တော်နာမည်ကိုဘယ်လိုသိရလဲအဖိုးအိုကပြုံးလိုက်ပြီးဒီလောကမှာမသိနိုင်တဲ့အရာဆိုတာမရှိပါဘူးမင်းရှာနေတဲ့ပရပိုက်ကဒီအင်ကြီးရဲ့တနေရာမှာရှိလေဒါပေမဲ့အဲ့ဒါကိုရဖို့အတွက်မင်းဟာတတိတေမကကိုတမာလိပါရှိဖို့လိုလေဟုဆိုသည်ထိုညတွင်အဖိုးအိုနှင့်ဂမ်ဘီယာလောက၏လျှို့ဝှက်ချက်များကိုဆွေးနွေးရင်းရှေ့ဆက်ရမည့်ခီးလန်းတို့၏ကြောက်မက်ကွဲကောင်းပုံနှင့်ထူးဆန်းပုံများကိုနားထောင်ခဲ့ရသည်အဖိုးအိုကတာတေကိုသတိပေးချက်တစ်ခုပေးခဲ့သည်တာတေမင်းတွေ့ရမည့်ရန်သူတွေကအပြန်ဘက်မှမြင်ရသည့်တရေတစေတွေတင်မဟုတ်ဘူးမင်းရဲ့စိတ်ထဲမှာရှိတဲ့လောဘဒေါသမာနများကလည်းမင်းကိုဖျက်ဆီးမဲ့ရန်သူတွေပဲဟူတော်ကြောင်းမိုးတောင်ရန်ချိန်သို့ရောက်သောအခါအဖိုးအိုနှင့်အင်းအိုကြီးမှပျောက်ကွယ်သွားပြီးတာတေသည်တောအုပ်ကြီးအလဲတွင်တယောက်တည်းကြံရစ်ခဲ့ရတော့လေသူ၏လက်ထဲမှအဖိုးကိုပေးခဲ့သည့်ထူးဆန်းသောကြောက်တုံးလေးတစ်လုံးကြံရစ်ခဲ့သည်ထိုကြောက်တုံးသည်ရှေ့ခရီးစဉ်အတွက်လမ်းပြမည့်အရာဖြစ်တဲ့ကြောင်းတာတေသိရှိလိုက်သည်တာတေသည်အဖိုးအိုပေးခဲ့သောကြောက်တုံးလေးကိုလုံခြုံစွာသိမ်းဆည်းပြီးတောနက်ထဲသို့ပိုမိုတူးဝင်ခဲ့သည်
လေထူးကပို၍အေးစိမ်လာပြီးတစ်ပင်ကြီးများ၏အကိုင်းခတ်များသည်တစ်ခုနှင့်တစ်ခုရစ်ပတ်နှောင်ဖွယ်ထားရာနေကင်းကြောင်တောင်ပင်အလင်းရောင်ခတ်ဖွယ်ဖြော်သာရတော်သည်ခြေလန်းတိုင်းတွင်တိရချောင်များကျိုးပဲ့ထမ်းမှာတိတ်ဆိတ်သောတောအုပ်အတွင်ဟိမ့်ထွက်နေသည်ရုတ်တရက်တာဒီအာယုံထဲမှာတစုံတယောက်ကသူ့ကိုစောင့်ကြည့်နေသလိုခံစားလိုက်ရသည်သူခြေလန်းကိုအသာရက်လိုက်သည်ဘေးပတ်ဝင်းချင်းကိုဝိဝဲကြည့်လိုက်သောအခါတစ်ပင်အမြင့်ကြီးတစ်ပင်ပေါ်တွင်ဖြူဖြော့သောဝတ်စုံဝတ်သားသည့်အမျိုးသမီးတဟုထိုင်နေသည်ကိုတွေ့လိုက်ရသည်သူမ၏စပင်များကမြေပြင်အထိရှည်လျားစွာကျဆင်းနေပြီးမျက်နှာကိုဖုံးအုပ်ထားသည်ဘယ်သူလဲလူလားနတ်လားတာဒီကအတန်ခတ်အုပ်အုပ်ဆွင့်မေးလိုက်သည်ထိုအမျိုးသမီးကတဟားဟားနှင့်ရေမောလိုက်သည်သူမ၏ရေတံကတောကောင်ဟင်းထန်ကဲ့သို့ကြောက်မဲ့ဖွယ်ကောင်းလာသည်တာဒီမင်းကတတိရှိလာကြည်လားဒီမော်ယုံတော်ထဲကိုဘသူမှခြေမချရဲတာကြာပြီမင်းရှာနေတဲ့ဘလူးပိုက်ကတေမင်းရဲ့တကားဝမှာရှိတာမင်းသိရဲ့လားသိလို့လာခဲ့တာပေါ့ငါလမ်းကိုငါသွားတာဘသူကမှမထိခိုက်စေရဘူးမင်းလည်းငါ့ကိုမနှောက်ယှက်တာကောင်းလိမ့်မယ်ဟုတာတေကသူ့၏ခါးမဓားကိုတင်းတင်းဆုပ်ကိုင်ရင်ပြောလိုက်သည်ထိုအမျိုးသမီးသည်တစ်ပင်ပေါ်မှငှက်တကောင်ကဲ့သို့ပြန်ဆင်းလာပြီးတာတေ၏ရှေ့တွင်ရက်လိုက်သည်သူမ၏မျက်နှာမှာလှပတော်လဲအသားအမီမှာသွေးမရှိတကယ်သို့ဖြူဆော့နေသည်သူမသည်တောဆောင်ဘလူးမတူဖြစ်ကြောင်းတာတေရိပ်မိလိုက်သည်မင်းကငါကူညီနိုင်နေတာတေဒါပေမဲ့အလဲအလဲတခုတော့လုပ်ရမယ်မင်းရဲ့လက်ထဲမှာရှိတဲ့ဟိုကြောက်တုံးကိုငါ့ကိုပေးပါငါမင်းကိုပရုပိုက်ရှိတဲ့နေရာအထိလမ်းပြပေးမယ်ဟုသူမကဆိုသည်တာတေကပြုံးလိုက်သည်ဒီကြောက်တုံးကငါအတွက်လမ်းပြမင်းကိုပေးလိုက်ရင်ငါကမျက်စိကန်းတယ်လို့ထစ်သွားမှာပေါ့မင်းလမ်းမပြလေငါဘာသာရှာတွေ့အောင်ရှာမယ်ဘလူးမသည်ဒေါသတကြီးဖြင့်ဟိမ့်ဟောက်လိုက်ပြီးတာတေကိုလက်သေးရှည်ကြီးများဖြင့်ထိုးကပ်ရန်ကြိုးစားလိုက်သည်တာတေကတွက်လက်စွာရှောင်တိန်လိုက်ပြီးလက်ထဲမှဝါးတုပ်ဖြင့်မြေပြင်ကိုပြင်းထန်စွာစောင့်ချလိုက်သည်ဝုန်းကနေအတန်နဲ့အတူဝါးတုပ်မှအလင်းရောင်တစ်ချက်ထွက်ပေါ်လာရာဘလူးမမှလွင့်ထွက်သွားပြီးအနည်းရှိတစ်ပင်ကြီးကိုရိုက်မိသွားသည်ငါမှအချိန်မရှိဘူးမင်းကငါမတတ်ချင်ဘူးဖဲတော့တာတေကအရှင်အဝါဖြင့်ပြောလိုက်ရာဘလူးမသည်ကြောက်လန့်တကြားဖြင့်တောနယ်ထဲသို့ကိုရောင်ဖြောက်ပျောက်ကွယ်သွားတော့သည်တာတေသည်ခရီးကိုဆက်လာခဲ့ရာညနေဆောင်တွင်ထူးဆန်းသောရွာငယ်တလေးသို့ရောက်ရှိလာသည်ထိုရွာသည်မြေပုံထဲမှမရှိသောရွာဖြစ်သည်ရွာသူရွာသားများသည်ရှင်းဟောင်းဝတ်စုံများကိုဝတ်ဆင်ထားကြပြီးအားလုံးမှာမှိုင်တွေဖြစ်နေကြသည်သူတို့၏မျက်လုံးထဲမှာအသက်ဝိညာဉ်မရှိတကယ်သို့ခံစားရသည်ရွာသိရှိဇယအိုကြီးပေါ်မှာထိုင်နေသောအဖိုးအိုတူကတာတေကိုလှမ်းခေါ်သည်ဟေ့လူငယ်ဒီရွာထဲကိုဝင်မလာနဲ့ဒါကဝိညာဉ်ချုပ်ရွာပဲဒီထဲဝင်လာတဲ့သူဘယ်သူမှပြန်ထွက်လို့မရတော့ဘူးတာတေကဇယပေါ်သို့တက်လိုက်ပြီးဘာဖြစ်လို့လဲအဖိုးဒီရွာကဘာတွေဖြစ်နေတာလဲဟုမေးလိုက်သည်အဖိုးကတက်ပြင်းချရင်ဒီရွာကိုစွန့်ကဝေတူကအမောင်ပီနာနဲ့ချုပ်ထားတာအငါတို့အားလုံးကတေပြီးသားလူတွေပါဒါပေမဲ့အငါတို့ရဲ့ဝိညာဉ်တွေကိုအဲ့ဒီစွန့်ကဝေကအစီကံအဖြစ်ခိုင်းဆဲထားတာမင်းလည်းအခုဝင်လာပြီဆိုတော့မင်းလည်းအငါတို့လူဖြစ်သွားမှာပေါ့ဟုဆိုသည်တာတေဤရင်ထဲမှာဒေါသတချို့ဖြစ်ပေါ်လာသည်အဲ့ဒီစွန့်ကဝေကဗမာလဲအဖို့ကျွန်တော်သူ့ကိုရှင်းဖြစ်မယ်ဟိုတောင်ကုန်းဘောကဂူထဲမှာရှိတယ်ဒါပေမဲ့တတိထားတာတေသူကလူစိတ်ကိုဖတ်နိုင်တယ်မင်းရဲ့ကြောက်စိတ်ကိုသူကအစာအဖြစ်စားတာတာတေသည်မဆိုင်နှချပင်တောင်ကုန်းပေါ်သို့တက်ခဲ့သည်လမ်းတွင်ခြောက်ချားဖွေကောင်းသောအတန်များထူးဆန်းသောပုံစံများကသူ့ကိုနှောက်ယှက်နေတော့လေသူသည်စိတ်ကိုတည်ငြိမ်စွာထားရှိသည်ကူဝါသို့ရောက်သောအခါအထဲမှမီးကုန်းနှံ့များနှင့်အတူပတိစိတ်တန်လိုမန်တိတ်ရွတ်တန်လိုအတန်များကိုကြားရသည်ကူအောင်တဲ့တွင်အနက်ရောင်ဝစ်စုံဝတ်အောက်လန်းဆရာတူသည်လူဦးကောင်ခွေများကိုရှေ့မှချပြီးရက်စပိုးဆန်နေသည်သူကတာတေလာသည်ကိုသိတော့လှဲ့မကြည့်ပဲပြောလိုက်သည်တာတေမင်းကတော်တော်ဇွဲကောင်းနေကောင်းပဲဒီဝိညာဉ်အိမ်တော်ကိုဖျက်ဆီးဖို့လာတာလားမင်းရဲ့ယုံညံ့တဲ့အလုပ်တွေကိုရက်လိုက်စမ်းဒီဝိညာဉ်တွေကိုလွတ်လိုက်စမ်းဟုတာတေကအမိန့်ပေးတမ်းဖြင့်ပြောလိုက်သည်အောက်လန်းဆရာသည်တဟားဟားနှင့်ရေမောလိုက်သည်လက်ကိုမြှောက်လိုက်တော့အထမြေပြင်အောက်မှအယိုးစွန်များထွက်ပေါ်လာပြီးတာတေကိုဝိုင်းရံထားလိုက်သည်
တာတေးသည်ကြောက်ရွံ့ခြင်းမရှိဘဲခါမှဓားကိုဆွဲထုတ်လိုက်သည်ထိုဓားသည်တာမန်ဓားမဟုတ်ဘိုးဘွားစင်ဆက်လက်ဆင့်ကမ်းလာတဲ့မဟုတ်ရဓားထီသည်တာတေးကဓားကိုဝိရမ်းလျာအယိုးစွန်များသည်ဖုံမုံကဲ့သို့ကြေမွေ့သွားသည်အောက်လန်းစရာသည်အံ့ဩသွားသည်သူ့ရဲ့အစွမ်းကုန်ခင်တိုက်ခိုက်တော်သည်ကူဝသွင်းတွင်အလင်းနှင့်အမောင်တို့အကောင်းနှင့်အဆိုးတို့၏တိုက်ပွဲမှာဖင်းထန်လာသည်တာတေနှင့်အောက်လန်းဆရာတို့၏တိုက်ပွဲမှာဂူအောင်အတွင်း၌ပြင်းထန်လွန်းလာသဖြင့်ကြောက်နေရမြပင်တုန်ခါနေသည်အောက်လန်းဆရာသည်သူ၏လက်ဖွားနှစ်ဖက်ကိုပိုးကပ်လိုက်သည်နှုတ်မှခက်မြန်မြန်မန္တာများကိုရွတ်ဖတ်လျာဂူအတွင်း၌အနက်ရောင်မြူကိုများဖုံးလွှမ်းသွားသည်တာတေ၏မြင်ကွင်းများဝေဝါးသွားသည်တာတေမင်းမြင်နေရတဲ့လောကကြီးကအတုအယောင်ပဲမင်းရဲ့သေခြင်းတရားကိုပဲမင်းရင်ဆိုင်လိုက်စမ်းအောက်လန်းဆရာ၏အတန်မှာအရက်မျက်နှာအနှံ့မှထွက်ပေါ်နေသဖြင့်မြည်သည့်နေရာတွေရှိနေသည်ကိုခန့်မှန်းရခက်ခဲလာသည်ရုတ်တရက်အမောင်ထဲမှမီးလျံတရံအနီရောင်အလင်းတန်းမြန်ကတာတေ၏ကိုယ်ပေါ်သို့ကြော့ရောက်လာသည်တာတေသည်တတိကိုအစွမ်းကုန်မြင့်ကာမဟူယာဓားကိုဝှေ့ရန်လေးကာကွယ်လိုက်သည်ဓားနှင့်ထိုအလင်းတန်းများထိတွေ့မိတိုင်းဖြတ်ဟူသောလျှက်စစ်စည်းတံကဲ့သို့အတန်များထွက်ပေါ်လာသည်တာတေသည်စိတ်ကိုငြိမ်သက်အောင်ထားလိုက်သည်သူသည်မျက်လုံးကိုမှိတ်လိုက်သည်အမြင်အာရုံထက်အာယုံ6ပါး၏တိစိတ်ဖြင့်အောက်လန်းဆရာ၏တီနီယာကိုရှာဖွေသည်ထိုစဉ်သူ၏ရင်ဘတ်ထဲမှအဖိုးအိုပေးလိုက်သောကြောက်တုံးလေးသည်ပူနွေးလာပြီးတုန်ခါလာသည်ထိုကြောက်တုံးလေးမှထပ်ပေါ်လာသောအလင်းရောင်ဖြော့ဖြော့သည်အမောင်တို့ကိုထိုးဖောက်ကအောက်လန်းဆရာပုံအုံနေသောနေရာကိုညွှန်ပြလိုက်သည်တွေ့ပြီတာတေကအော်ဟစ်လိုက်သည်ဓားကိုမြှောက်ကအောက်လန်းဆရာရှိရာသို့လျှက်ပြက်ပြီးဝင်သွားသည်အောက်လန်းဆရာသည်ထိတ်လန့်သွားပြီးနောက်သို့ဆုတ်ရန်ကြိုးစားတော်လဲအချိန်မမီတော့ပြီတာတေ၏မဟူရဓားသည်အောက်လန်းဆရာ၏ရှေ့တွင်ရှိသောယေဇူဘူးစော်သည်ဥကောင်းခွေများကိုရိုက်ခွဲလိုက်သည်ဘုံကနေအတန်နှင့်အတူအောက်လန်းဆရာ၏မော်အစွမ်းများပြက်ပြဲသွားပြီးဂူအတွင်းရှိအမောင်တို့များလွင့်စင်သွားတော်သည်အောက်လန်းဆရာသည်မြေပြင်ပေါ်သို့လဲကျသွားပြီးခန္ဓာကိုယ်မှာတဖြည်းဖြည်းနဲ့တွန့်လင်လာသည်မဖြစ်နိုင်ဘူးငါရဲ့အမှောင်ပညာကဘသူမှမဖြစ်နိုင်တာဟုတိုးညင်းစွာရည်ရွက်နေရင်သူဤခန္ဓာကိုယ်မှာပြအဖြစ်သို့ပြောင်းလဲသွားတော်သည်အောက်လန်းဆရာတေဆုံးသွားသည့်နေ့တစ်ပြိုင်နက်ဝိညာဉ်ချုပ်ရွာရှိဝိညာဉ်များလည်းအချုပ်အနှောင်မှလွတ်မြောက်သွားကြသည်တာတေသည်ဂူအောင်၏အတွင်းပိုင်းသို့ဆက်လက်ဝင်ရောက်သွားရာအောက်လန်းဆရာဝှက်ထားသောတစ်တာအူကြီးတစ်လုံးကိုတွေ့လိုက်ရသည်ထိုတစ်တာကိုဖွင့်ကြည့်လိုက်သောအခါသူရှာနေသောရှေးဟောင်းပရပိုက်ကြီးကိုတွေ့လိုက်ရလေသည်ပရပိုက်ကိုလက်ဝယ်ရရှိပြီးနောက်တာတေသည်ဂူအပြင်သို့ထွက်လာခဲ့သည်လာရန်မှာကြည်လင်စွာထွန်းလင်းနေပြီးတောအုပ်ကြီးမှာအရင်ကတည်းကသို့ခြောက်ချားပွဲမကောင်းတော့ပဲအေးချမ်းနေသည်သို့သောတာတေသည်စိတ်မအေးနိုင်သေးပေပရပိုက်ထဲရှိရုပ်ဝတ်ချက်များကိုဖတ်ကြည့်လိုက်သောအခါဤသည်ခရီးစဉ်အဆုံးမဟုတ်ပဲပုံမို့ကြီးမားသောဂမ်ဘီယာစွန့်စင်ကန်ကြီးတစ်ခု၏အစပြိုးခြင်းဖြစ်ကြောင်းကိုသိလိုက်ရတော့သည်ပရပိုက်ထဲတွင်ရေးသားထားသည်မှာလပြည့်ည၏တန်းကောင်ရံမှာငကားပတ်တောင်၏ထိပ်ဖျားသို့ရောက်အောင်သွားလောင်ထိုနေရာတွင်ကောင်းကင်နှင့်မြေကြီးစုံသောတကားပွင့်လိမ့်မည်ဟူ၍ထက်သည်တာတေသည်ပရပိုက်ကိုလုံခြုံစွာထုတ်ပိုးလိုက်ပြီးနောက်ငကားပတ်တောင်ရှိရာသို့ဥတီကခရီးဆက်သွားခဲ့သည်လန်ခီတွင်ထူးဆန်းသောတရဝါများနှင့်တွေ့ဆုံရပြန်သည်တခါသို့ချောင်းသားတွင်ရေငတ်သောရေတောက်ရန်ပြင်စဉ်ရေထဲမှလက်တစ်ဖက်ကထွက်လာ၍တာတေ၏ခြေထောက်ကိုဆွဲငင်လိုက်သည်တာတေသည်အနောက်သို့လျင်မြန်စွာခုန်ဆုတ်လိုက်သောရေထဲမှထွက်ပေါ်လာသည့်ရေသစိတ်တစ်ကောင်ဖြစ်သည်ထိုရေသစိတ်သည်အသားရည်မှစိမ့်ဖန်ဖန်ရှိပြီးမျက်လုံးများမှာပြူးထွန်နေသည်ဒီရေပြင်းကိုဖျက်ခြင်းမင်းရဲ့အသက်ကိုယူရမယ်ရေသစိတ်ကကဟီးနဲ့ပြောလိုက်သည်တာတေကခတ်ပြုံးနဲ့ငါအသက်ကိုယူဖို့မင်းထက်အစွမ်းထက်တဲ့သူတွေတော့မလုံနိုင်ခဲ့ဘူးမင်းကတော့ရေထဲမှာပဲနေတာကောင်းလိမ့်မယ်ဖူဆိုကလက်ထဲမှာအင်းကွက်ပါသောကြောက်ကလေးတစ်ခုကိုရေထဲသို့ဖိလိုက်သည်
ကြောက်ကလေးနဲ့ရေထိတွေ့လိုက်ရင်ရေပြင်မှာစူပွက်လာပြီးရေသစိမ်မှာအော်ဟစ်၍ရေအောက်ထဲသို့နစ်မြုပ်သွားတော်သည်တာတေသည်ခရီးကိုမရပ်နာဆက်လာရာနောက်ဆုံးတွင်မြူတင်များဖုံးလွှမ်းနေသောငကားပတ်တောင်၏ခြေရင်းသို့ရောက်ရှိလာခဲ့သည်တောင်ခြေတွင်တီလဝင်ဝတ်စုံနှင့်အမအုံကြီးတကူတရားထိုင်နေသည်သူမသည်တာတေရောက်လာသည်ကိုသိသဖြင့်မျက်လုံးကိုအသားအရာဖွင့်လိုက်သည်တာတေမင်းရောက်လာပြီလားဒီတောင်ကတက်ဖို့မလွယ်ဘူးစိတ်သက်ခိုင်မာတဲ့သူမှသာတောင်ထိပ်ကိုရောက်နေတာမင်းရဲ့စိတ်ထဲမှာတန်တရားတွေရှိနေသေးရင်မင်းတောင်ထိပ်ကိုမြင်ရမှာမဟုတ်ဘူးတာတေသည်အမအုံကြီးကိုဥချကတော့ပြီးကျွန်တော်အစင်သင့်ပါပဲအဘဟုဖြေကြားလိုက်သည်တာတေသည်တောင်ပေါ်သို့တက်လန်းနေသည်လမ်းမှာမတ်ဆော့ပြီးဘေးဘက်တွင်နက်နီးသောချော့ကဘာများရှိနေသည်တဖြည်းဖြည်းနှင့်ရေပြင်းများတိုက်ခတ်လာပြီးမိုးကြိုးများပစ်ချလာသည်ဤသည်တဘာဝဘေးအန္တရာယ်မဟုတ်ပေတာတေကိုတားဆီးရန်ဖန်တီးထားသောမော်အတားအစီများဖြစ်သည်တာတေသည်ပရပိုက်ထဲမှမန္တန်များကိုရွတ်ဆိုရင်းတလန်းချင်းတက်လန်းခဲ့သည်သူ၏စိတ်ထဲမှမိသားစုတငယ်ချင်းများနှင့်အတိတ်ကအမှတ်ရစရာပုံရိပ်များပေါ်လာပြီးသူကိုခရီးမဆက်ရန်ဆွဲလောင်နေပြီသို့သောတာတေသည်ထိုပုံရိပ်များကိုအာရုံမပြုဘဲရှေ့သို့သာကြည့်သည်နောက်ဆုံးတွင်လပြည့်ဝဲအလော်ပိတ်တံကိုရောက်ရှိချိန်မှာတာတေသည်ငကားပတ်တောင်၏ထိပ်ဖျားသို့ခြေချနိုင်ခဲ့သည်တောင်ထိပ်မှာထူးဆန်းသောကြောက်တိုင်ကြီး6တိုင်ကဝိုင်းယုံကအလဲတွင်အလင်းတစ်ခုကောင်းကင်သို့ထိုးတက်နေသည်ဒါဟာဂမ်ဘီယာတကားပဲတာတေကအံ့ဩစွာရည်ရွယ်လိုက်သည်ထိုစဉ်အလင်းတန်းထဲမှပုံရိပ်တစ်ခုထွက်ပေါ်လာသည်ထိုပုံရိပ်မှာအခြားသူမဟုတ်တာတေအားကြောက်တုံးနေပေးခဲ့သောအဖိုးအဝင်းဖြစ်သည်ကောင်းပြီတာတေမင်းစမ်းတက်မှုအားလုံးကိုအောင်မြင်ခဲ့ပြီအခုမင်းရှေ့မှာရှိနေတဲ့တကားကမင်းကိုလောက၏အမှန်တရားတွေစီကိုခေါ်ဆောင်သွားလိမ့်မယ်မင်းရဲသလားတာတေသည်သူ၏မဟူရနာကိုကြောမှန်လွယ်ကပရပိုက်ကိုရင်ဘတ်ထဲမှပိုက်ကအပြုံးနဲ့ပြန်ပြောရသည်ကျွန်တော်စောင့်နေတဲ့အချိန်ရောက်ပြီအဘူတာတေသည်အလင်းတန်းကြီးတဲ့သို့ရဲရဲဝင်ခြေလမ်းဝင်လိုက်လေသည်ထိုအခါသူ၏ခန္ဓာကိုယ်မှာလေထဲသို့လွင့်ပါသွားသည့်ခံစားချက်အမြင်ကြီးကမ္ဘာပေါ်မှာမရှိသောလော့ပဆန်းပြင်းသောနတ်ပုံနတ်ပြားကြီးတစ်ခုသို့ရောက်ရှိသွားတော်သည်အခုနားဆင်ခဲ့ကြရတာကတော့တာတေဤဂမ်ဘီယာခီးစဉ်ဆိုတဲ့စိတ်လှုပ်ရှားဖွယ်ရာဇလန်းရှည်ကြီးရဲ့အပိုင်းကဏ္ဍပဲဖြစ်ပါတယ်တာတေရဲ့ရှေ့ဆက်မဲ့ဂမ်ဘီယာစွန်စားခန်းတွေမှာဘလို့ထူးဆန်းအံ့ဩဖွယ်ရာတွေနဲ့ထပ်မံရင်ဆိုင်ရအောင်မလဲဆိုတာကိုသိရှိဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားကြဖို့ဖိတ်ခေါ်ချင်ပါတယ်